ဘုန်းကြီးကလေဟောဒီပစ္စုပန်ဘဝမှာကြိုးစားအားထုတ်မှုနဲ့စင်ပေါ်ကိုရောက်လာပြီမဲ့အရှင်ဘုရားကအတိတ်ကံတော်တော်အားနေခဲ့တယ်ဘုန်းကြီးတကယ်စာတင်သားဘဝမှာဘုန်းကြီးစင်စင်ရဲရဲနဲ့နေခဲ့ရစင်စင်ရဲရဲနေခဲ့တဲ့အပြင်ပြိဿဆုံးငံသွားရင်ဟင်းကောင်းဘယ်တော့မှမရဘူးဘကိုးသာသနာမန္တိုင်မှာနေတယ်ကစွန်းရွက်ရေလုံပြုတ်ပဲကလေးပါပြုတ်ဒါနဲ့ပဲဖုံးပေးခဲ့ရအတိတ်ကဒါနတွေနဲတော့ဘုန်းကြီးလည်းမွဲလားမမွဲဘူးလားကံနေမြန်းဆိုးလိုက်တာပြိဿရဲ့အဲ့ဒါသာသနာဟိုခယန်းကိုင်းကုန်းမှာစာတင်သားဘဝကတန်ဃာအပါ400လောက်ရှိဒကမတယောက်ကသင်္ကန်းလာကတ်တာတန်ဃာအပါစီမရတော့တစုံလိုနေတာအဲ့ဒါကံစိုးကံကောင်းပဲဆိုရင်မဲဖောက်တာဗလာမဲတမဲတယ်ပါ400ထဲမှာဗလာမဲတမဲတခြားဘုန်းကြီးမပေါက်ဘူးဒီဘုန်းကြီးပေါက်ကံကောင်းလားမကောင်းဘူးလားကံနေစိုးလိုက်တာပြိဿအတိတ်ကဒါနနဲတော့မဲတွေလည်းမကောင်းဘူးအဲ့တုန်းကကိုယ်ကံကိုမကျေနပ်ဘူးဟောအခုမှသဘောပေါက်သွားငါကံတွေကအတိတ်ကကံအစွမ်းတွေဘာမှမပါလားမကျေမနပ်ဖြစ်နေလို့ဘယ်ရမလဲကံကိုပြိုင်လို့မရအောင်ငါပြင်မှဖြစ်မယ်ဆိုပြီးတော့ပြိဿအခုတော့ဘုန်းကြီးတို့ရသမျှလှူနေပါတယ်တဲ့အကျွေးတောင်အတင်ခံပြီးလှူပါတယ်အခုဘုန်းကြီးအကျွေး200လောက်ရှိပါတယ်ဟိုတလောကကဘာအေးသာသနာတက္ကသိုလ်မှာဘုန်းကြီးတို့သာသနာတက္ကသိုလ်မှာဘွယ်နှင်းသပင်သမက်ကကျောင်းဆောင်မယ်ဆိုတော့ဆရာတော်တွေကတက္ကသိုလ်ကထွက်တဲ့ဘုန်းကြီးတွေတပည့်တွေပြန်ခေါ်တယ်မြစီမကိုရင်ဆရာတော်ဒေါက်တာကောဝိဒါတို့ကလည်းတက္ကသိုလ်ထွက်ဆရာတော်တွေလည်းပါတယ်မနာပဒါကြီးကိုရီးယားဆရာတော်လည်းပါဘုန်းကြီးလည်းပါအဲ့ဒါဆရာတော်တွေကပါကျုပ်ဆရာတော်ကကျောင်းထဲမှာတဲ့အစအုပ်တစ်ခုဆောက်မလို့သမက်ကကျောင်းဆောင်ဆောက်မလို့တဲ့အဲ့ဒါ2500လောက်ကုန်မယ်တဲ့အရှင်ဘုရားတို့ကနာမည်ကြီးဆရာတော်တွေဆိုတော့ဘလောက်လှူမာလဲအလှခံအဲ့ဒါမေဇိမကိုရင်ဆရာတော်ကတော့ချက်ချင်းအဖြေပေးလျှောက်သွားတယ်တပည့်တော်300လှူပါမယ်ဘုရားတဲ့သူကအာမခံတော့ဆရာတော်ရဲ့ဘုန်းကြီးပဲလှည့်ပြီးတော့ကိုရီးယားလည်းနာမည်ကြီးတယ်တဲ့ဘလောက်လှူမာလဲတပည့်တော်လည်းနိုင်တဲ့လောက်တော့လှူပါမယ်ဖေဟာလို့300တော့မှတ်ထားပေးပါဖေဟာဆိုတော့အဲ့ဒါဟိုတလောကဖုံးဆက်တယ်အစအဦးစနေပြီတဲ့ဘယ်တော့လာလှူမာလဲအဲ့ဒါဘုန်းကြီးကပြန်လျှောက်လိုက်ပါတယ်ခဏနေပါအောင်ဖေဟာတပည့်တော်ကိုခါလာတရားသွားဟောเสียရှိပါတယ်ဖေဟာအခြေအနေကောင်းတာနဲ့တပည့်တော်နောက်တစ်နေ့ချက်ချင်းလာလှူပါမယ်ဖေဟာလို့အာမခံထားခဲ့တာပြိဿရေချင်းနေကောင်းရလားမသိဘူးဟောရည်နေတော့မဟုတ်တော့ဘူးရည်စရာပြောတာပါပြိဿတကယ်အကျွေးရှိပါတယ်ကြည်တော့ကြည်ပါပြီပြောချင်တာကအတိတ်ကဒါနတွေနဲတော့မွဲတဲ့အတင်းမှာဟိုတုန်းကကိုယ်ကံကိုမကျင်နဲ့အခုတော့အော်ကံတွေကပြိုင်လို့မှမရတာပြင်ရမှာပဲဒါနနဲတော့မွဲဒါနတွေများများလုပ်ပြီးတော့လှူမယ်ဆိုပြီးတော့ဘုန်းကြီးတို့လှူလိုက်တာတစ်နှစ်တင်3000ချီကုန်ပြီလှူပါတယ်